မင်္ဂလာပါရှင်ဒီတစ်ခါမှာတော့ဒေါနာ TV ရဲ့တက်မတော်တွေကစကားသံအစီအစဉ်အနေနဲ့ဖအံကတက်ပြင်းနေရဲမေတအူရေးသားပေးပို့လာတဲ့စာလေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်ကျမကတမ22တမဌာနချုပ်ကတက်ပြင်းနေရဲမေတအူဖြစ်ပါတယ်ကျမတို့တက်ပြင်းနေရဲမေတွေအပေါ်ခေါင်းပုံဖြတ်ပြီးမတရားသဖြင့်ဆောင်ရွက်နေကြတာကိုအများကသိအောင်သတင်းတင်ဆက်ပေးပါရှင်ကျမအမျိုးသားကတမ22တမဌာနချုပ်ကပါရခိုင်တိုက်ပွဲဖြစ်စဉ်အတွင်းမှာစစ်တုံးမှအဖြစ်ဖမ်းဆီးခံရပြီးတည်သလားရှင်သလားမသိရပါဘူးအမျိုးသားဖြစ်သူစစ်တီကိုပျောက်ဆုံးစရင်သွင်းထားတာမို့ကျမတို့မိသားစုတက်ပြင်မှာထွက်နေကြရပါတယ်ကျရည်သူမိသားစုများအတွက်အထက်ကခန်းစားခွင့်တွေချထားပေမယ့်ဂျားတဲ့ကနေလူကြီးတွေမသိအောင်ဖျက်စားလက်စားလုပ်နေကြပါတယ်အဲ့ဒီလိုဖျက်စားလက်စားလုပ်နေတဲ့တမ22ကဌာနချုပ်တက်ခွဲမှုဘုံမူထက်ဝေရန်ဦးရဲ့အကြောင်းကိုပြောချင်လို့ပါသူကကျမတို့လိုစစ်တီအမျိုးသားပျောက်ဆုံးနေတဲ့ရဲမေတွေအတွက်နိုင်ငံတော်ကပေးအပ်တဲ့ငွေတွေကိုအမြဲဖြတ်စားလက်စားလုပ်ပါတယ်။အခုလဲကရင်ပြည်နယ်ဝန်ကြီးချုပ်ကရခိုင်တိုက်ပွဲဖြစ်စဉ်တွေအတွင်းမှာပျောက်ဆုံးသွားတဲ့သူမှန်သမျှကိုတအူးကိုကျပ်9သိန်းထောက်ပံ့ပေးပါတယ်။ဒါကိုတက်ပြင်းနေသူတွေကိုစည်ရင်တင်ပြီးတမကတောင်းပေးထားပေမဲ့သူကတက်ပြင်းနေမိသားစုတွေအတွက်ထောက်ပံ့ငွေကိုမပေးဘဲဖြတ်စားလက်စားလုပ်ထားပါတယ်။ကျမတို့ရဲမေတွေမှာအမျိုးသားတွေဆုံးရှုံးလို့ဘဝပြတ်နေကြရတာကိုတော့မဆာမနာလုပ်ရကြပါတယ်။ဒီငွေတွေဟာမစားသေးတဲ့ထောက်ပံ့ငွေဖြစ်ပြီးအခုအချိန်အပါအဝင်ကြံရည်သူတွေရဲ့ရပိုင်ခွင့်တွေကိုအကြိမ်ကြိမ်အလွဲသုံးစားပြုနေတာကြောင့်သက်ဆိုင်ရာလူကြီးများသိရှိစေဖို့ဒေါနာကတင်ဆက်ပေးပါရှင်လို့စာရေးသားပေးပို့လာပါတယ်ရှင်။ကျမတို့အစီအစဉ်ဟာတမတော်သားတွေနဲ့တက်မိသားစုဝင်တွေရဲ့အခက်အခဲကိုအများကသိအောင်တင်ဆက်ပေးနေတဲ့အစီအစဉ်ပဲဖြစ်ပါတယ်။တမတော်သားအရာရှိစစ်တီတွေအိမ်တော်တဲ့ရဲမေတွေနဲ့တက်မိသားစုဝင်တွေအနေနဲ့ကျမတို့အစီအစဉ်မှာပါဝင်ကြရင် message box ကနေတဆင့်စာပေးပို့ပြီးပါဝင်နိုင်ပါတယ်။ပေးပို့လာသူတွေရဲ့အချက်လက်တွေကိုကျမတို့အဖွဲ့သားတွေကလှုပ်ဝက်ပေးထားမှာပဲဖြစ်ပါတယ်ရှင်။